ဝန်ကန်ရှမ်းကသူ့လက်နှစ်ဖက်ကိုမြှောက်ပြီးမြို့တကားဖွင့်တက်ကြလို့အော်ဟစ်လိုက်တဲ့လေးလံတဲ့မြို့တကားကြီးတွေကတကြွကြွအတန်ပေးပြီးဖြည်းဖြည်းချင်းပွင့်လာခဲ့တဲ့အောက်မှာရှိနေတဲ့ဓာပြကောင်းဆောင်လေးပွေနက်ကကြောင်သွားပြီးဘာအခြေအနေလဲအညံ့ခံမလို့လားမဟုတ်သေးပါဘူးသူတို့ပုံစံကိုကြည့်ရတာလူကိုအရှင်လက်လက်စားမဲ့အတိုင်းပဲလို့တွေးနေမိတယ်သူဘာဖြစ်နေမှန်းမသိခင်မှာပဲဝစ်ပြက်ဝစ်စုံနဲ့ဒုက္ခတဲ့3000ကျော်ဟာထွန်းလုံးတွေပေါက်ပြားတွေတုတ်ချောင်းတွေနောက်ဆုံးတိုင်းပေါ်ကကြံနေတဲ့ကြောက်တုံးကြီးတွေကိုပါတဲပြီးဒီရေလိုင်းလိုမြို့တကားကနေအလုံးရင်းနဲ့ပြေးထွက်လာကြတယ်သူတို့မျက်လုံးတွေကတွေးဆူပွက်တက်နေပြီးလူစကားလို့တောင်မပြီးတော့တဲ့ဟိန်းဟောက်တန်တွေနဲ့အတူတေမထူးနေမထူးယူသွမှုတွေမျက်နှာမှာအထင်သာရှိနေကြတယ်ဘာကအတွက်လို့လူတယောက်ကအော်ဟစ်ပြီးသူ့ပေါက်ပြားကိုအရှင်ကုံ3ဝေယန်းကတပြတယောက်ရဲ့မြင်းကောင်းကိုတက်တက်ကြီးရိုက်ခွဲလိုက်တယ်ကိုလာအတွက်လို့နောက်တစ်ယောက်ကအော်ပြီးပိတာချင်း100လောက်ရှိတဲ့ကြောက်တုံးကြီးကိုပွေ့ချီကလူအုပ်ထုထက်ဆုံးနေရကိုအင်ကုံအားကုံပြစ်ပေါက်လိုက်တယ်ငါစားစာကိုလူတဲ့ကောင်ငါအသက်နဲ့လဲပြီးတတ်မယ်ဒါတွေကဘယ်မှာဒုက္ခတွေလဲငရဲကတက်လာတဲ့သွေးစာနေတဲ့မိစ္ဆာအုပ်စုကြီးအတိုင်းပဲသူတို့အသက်ကိုတောင်ဂယုမဆိုင်ကြတော့ဘူးလားတပြတယောက်ကဒုက္ခတဲ့တယောက်ရဲ့လက်မောင်းကိုခုတ်လိုက်လို့သွေးတွေပန်းထွက်လာပေမဲ့အဲ့ဒီဒုက္ခတဲ့ကအတန်တစ်ချက်တောင်မငြီးဘူးအဲ့ဒီအစာဓာပြရဲ့လေပင်ကိုအတင်းခုန်အုပ်ပြီးအသားတစ်ဖက်ပြတ်ထွက်သွားတဲ့အထိကိုက်ခဲပစ်လိုက်တဲ့နောက်ထပ်တပြတယောက်ရဲ့လန်ကတန်မာတဲ့လူတယောက်ရဲ့ဘိုက်ကိုဖောက်ထွက်သွားပေမဲ့အဲ့ဒီလူကမသေးခင်မှာဓာပြကိုအတင်းဖက်ထားလိုက်တယ်ဒါမှနောက်ကနေပြစ်တက်လာတဲ့သူ့ဖော်တွေကအဲ့ဒီဓာပြကိုကြောက်တုံးတွေနဲ့ထုတက်နိုင်မှာမို့လို့ပဲဒါကတိုက်ပွဲမဟုတ်တော့ပဲတစ်ဖက်သက်ဖြတ်ပွဲကြီးဖြစ်နေပြီးဝေါ်လင်းလေးစားထားရပြီးတေချင်းတရားကိုမကြောက်တဲ့အာမန်အပြည့်နဲ့ဘာသာကစစ်တီတော်3000နဲ့အခွင့်ထူးခံတွေလိုနေလာပြီးကြောက်လန့်တကြားဖြစ်နေတဲ့တပြက်ရှိရာတိုက်ပွဲစကလေးကရလက်ကအပြေထွက်နေပြီးသားပါကျွန်တော်တိုင်းပေါ်ကနေဒီမြင်ကွင်းကိုကြည့်ရင်ခြေထောက်တွေတုံနေမိတယ်ဒါကသွေးချောင်းစီးမဲ့တိုက်ပွဲပြင်းထန်လိမ့်မယ်လို့ထင်ထားပေမဲ့ဒီလောက်ကြီးတစ်ဖက်သက်အနိုင်ပိုင်းလိမ့်မယ်လို့မထင်ထားဘူးအဲ့ဒီဒုက္ခတွေအဲ့ဒီတေမင်းတမန်စစ်တီတွေရဲ့တိုက်ခိုက်ပုံကအရိုင်းဆန်လုံးပြီးထိရောက်လွန်တဲ့သူတို့မှာစစ်ပြူဟာတွေစစ်စင်ရေးတွေမရှိဘူးသူတို့ရဲ့တခုတည်းသောယုံကြည်ချက်ကသူတို့ရဲ့ဘာသာတွေကိုလူယူမဲ့ရန်သူကိုတတ်ဖို့ပဲနိုင်ဝက်အကြာမှာတိုက်ပွဲပြီးဆုံးသွားတဲ့မြို့တကားအပြင်ဘက်မြေပြင်မှာတော့ဓာပြအလောင်းတွေနဲ့ပြတ်တောက်နေတဲ့အင်္ဂါစိတ်ပိုင်းတွေဟာသွေးမြစ်ကြီးလိုစီးဆင်းနေတဲ့ဓာပြရှိရတဲ့ကကြောက်လန့်တကြားဒူးထောက်ညံ့ခံတဲ့100 200လောက်ကလွှဲရင်ကြံတဲ့သူတွေအားလုံးအလောင်းဖြစ်ကုန်ပြီးအဲ့ဒီတေမင်းတမန်စစ်တီ3000ကတော့တကိုယ်လုံးသွေးတွေဆုံးပြီးဒဏ်ရာတွေရနေကြပေမဲ့တကယ်တမ်းကြဆုံးတာက100လောက်မပြည့်ဘူးအစကထောင်ထောင်လောလုံနေတဲ့တပြကောင်းဆောင်လေးပွေနဲ့ဟာတန်မာတဲ့လူ1000လောက်ရဲ့ဖိနှိပ်ခြင်းကိုခံလိုက်ရပြီးခြေလက်တွေကိုကြောက်တုံးနဲ့ထုချေခံလိုက်ရတယ်ပြီးတော့သူ့ကိုခွေးတီတကောင်လိုတတိုင်းချေရင်းထိတရွတ်တိုက်ဆွဲခေါ်လာကြတယ်တွင်းညီနှံတွေနဲ့လူတက်လိုတဲ့အရှိန်အဝါတွေဖုံးလွှမ်းနေတဲ့လူ3000ဟာမြို့ပြင်မှာညင်သက်စွာရက်နေကြတယ်ပြီးတော့ဝန်ကန်ရှမ်းရဲ့ဥဆောင်မှုနဲ့အတူတတိုင်းပေါ်ကကျွန်တော်ဘက်ကိုတညီတညွတ်ထဲလှည့်ကြည့်လာကြတယ်ဝုံးဆိုတဲ့အတန်ကြီးနဲ့အတူလူ3000စလုံးဒူးတစ်ဖက်ထောက်ချလိုက်ကြတဲ့သူတို့ရဲ့လက်နက်အကျန်းစားတွေမြေကြီးပေါ်ကျတဲ့အတန်ကဟိန်းထွက်သွားတာပဲဝန်ကန်စိန်ကသွေးတွေစွန်းနေတဲ့မျက်နှာနဲ့ကျွန်တော်ကိုမော့ကြည့်တယ်သူ့မျက်လုံးထဲမှာမကြုံစဘူးကိုယ်ွယ်ယုံကြည်မှုတွေအပြည့်နဲ့သူကအာကုန်သုံးပြီးဟိန်းဟောက်လိုက်တယ်အရှင်ဘသူကိုတက်ခိုင်းကျွန်တော်တို့တက်ပါမယ်ကျွန်တော်တို့ရဲ့အသက်တွေကအရှင်အတွက်ပါအသက်တွေကအရှင်အတွက်ပါပဲလူ3000ရဲ့အတန်တွေကကောင်းကင်ရံကိုဖောက်ထွက်မတက်တန်နဲ့ထွက်ပေါ်လာတယ်ကျွန်တော်တိုင်းပေါ်မှာရက်နေရင်ဒီလောက်ပြင်းထန်တဲ့အရှိန်အဝါနဲ့ယူသွတ်တဲ့ကိုယ်ွယ်မှုတန်ကိုမခံနိုင်ပဲမြင့်တက်နေမိတယ်မျက်စိတွေပြဝေလာပြီးခြေထောက်တွေကမခိုင်တော့ပဲဖုံးကနေထိုင်ရဲလဲကျသွားတော့တယ်သွားပြီးငါတော့အကဲပုံမိပြီးထင်တယ်လို့တုံရီနေတဲ့နှက်ခမ်းတွေနဲ့ဖြူဖြောစွာရေရွမိတယ်တစ်ချိန်တည်းမှာပဲမလန်မကန်းကတစ်ပင်ကြီးတစ်ပင်ပေါ်မှာအနက်ရောင်ဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်ဟာကျွန်တော်နဲ့အဲ့ဒီမိစ္ဆာလိုတေမင်းတမန်စစ်တီတွေကိုကြောက်လန့်တကြားကြည့်နေတယ်သူကတုံရင်နဲ့စုပ်တန်တဲ့စက်ကူကိုထုတ်ပြီးဝင်းလူစဲနေရောက်အောက်မှာအလင်းအမြန်စာရေးလိုက်တယ်ရွှေဖန်းခရိုင်ဝင်လင်းရွာဟာမိစ္ဆာစစ်တီ3000ကိုလှုပ်ဝက်မွေးမြူထားပြီးလေပွေနဲ့တပြက်ရှိရာကိုအလွယ်တကူတုတ်တင်လိုက်ပြီးဒီလူကရီမန်းချက်ကြီးပြီးအကြံစီနက်နေရှိပုံရတဲ့ပုံကံဖို့အလားအလာရှိနေတာကြအောက်အထူးသတိထားဖို့လိုအပ်ကြောင်းသူကစာကိုဝါးကြည့်တောက်လေးတဲ့ထဲစာဖို့ကိုရဲ့ခြေထောက်မှာချီပြီးကောင်းကင်ပေါ်လွတ်လိုက်တယ်အဲ့ဒီခိုလေးကမြို့တော်ဘက်ကိုပြန်တန်းသွားချိန်မှာကျွန်တော်ကတော့ဝန်ကန်ရှမ်းတို့ကရုံးတော်စီကိုပြန်တန်းခေါ်သွားကြတယ်အဲ့ဒီအချိန်မှာကျွန်တော်တကယ်ကိုကြောက်နေခဲ့တာပါခြေဖျားလက်ဖျားတွေအေးဆက်ပြီးခေါင်းထဲမှာဘာမှမရှိတော့ဘူးအဲ့ဒီသွေးစွန်းနေတဲ့လူတွေကျွန်တော်ကိုတိုင်းတိုင်းလိုထမ်းသွားတာကိုငြင်းခံနေမိတယ်သတိပြန်ဝင်လာတော့ကျွန်တော်ကရုံးတော်ကခိုင်ခိုင်မာမာမရှိတဲ့ကလတ်ထိုင်ပေါ်မှာထိုင်နေပြီးအောက်မှာတော့လူအုပ်ကြီးကဒူးထောက်နေကြတယ်ရှေ့ဆုံးမှာတော့ဝန်ကန်ရှမ်းပေါ့သူကဒဏ်ရာတွေကိုအကြမ်းဖျင်းကုထားပေမဲ့မျက်နှာကသွေးတွေဖုံးတွေကိုတော့မတုတ်ရသေးဘူးသူ့ရဲ့ယူသွတ်နေတဲ့မျက်လုံးတွေနဲ့ဆိုရင်ဓာပြတွေထက်တောင်ပိုပြီးဘီလိန်နဲ့တူနေသေးတယ်အရှင်လေဝေနဲ့ဓာပြ623ယောက်ကိုတပ်ဖြတ်နိုင်ခဲ့ပြီး129ယောက်ကိုဖမ်းမိပါတယ်ခေါင်းဆောင်လေပွေနဲ့ရဲ့ခြေလက်တွေကိုချိုးထားပြီးအရှင်ရဲ့အမိန့်ကိုစောင့်နေပါတယ်လို့ဝန်ကန်ရှင်းကဂုံယူဝင်းကြွားစွာနဲ့အော်ပြောတယ်ဒီအစီရင်ခံစာကိုကြားတော့ကျွန်တော်နှကန်းတွေပြန်တုံလာတယ်600ကျော်အသက်ခံရပြီး100ကျော်အဖမ်းခံရတယ်တဲ့ဖျားကြီးဒါကလူတက်ပွဲကြီးပဲလွန်ခဲ့တဲ့ရက်ပိုင်းလေးတင်ကဒီလူတွေကတေးလူမျိုးပါဖြစ်နေပြီးလမ်းတောင်မလျှောက်နိုင်တဲ့ဒုက္ခတွေပါအခုတော့သူတို့ကဓာပြတွေကိုဟင်းသီးဟင်းရွက်လှီးတယ်လို့ခုတ်ထစ်နိုင်တဲ့လူတက်နက်ဖျားတွေဖြစ်ကုန်ပြီးဒီပြောင်းလဲကမြန်လွန်းလို့ကျွန်တော်နှလုံးသားကမခံနိုင်တော့ဘူးဘာကနဲ့ကိုလာရဲ့စွမ်းအားကတကယ်ပဲဒီလောက်ကြောက်ဖို့ကောင်းတာလားအားလုံးထားကြပါလို့ကျွန်တော်အန်ချိတ်ပြီးပြောလိုက်တယ်တည်တည်ငြိမ်ငြိမ်ရှိခြင်းပေမဲ့အတန်ကတော့တည့်ရွက်လေးလိုတုံနေတော့မဲ့ထိခိုက်ကြဆုံးမှုကရောဘလို့ရှိလဲဝန်ကန်ရှင်းကရင်ဘက်ကိုမှတ်ပြီးဂုံယူစွာနဲ့ကျွန်တော်တို့ညီကို62ယောက်ကြာဆုံးပြီး150ကျော်ပြင်းထန်ဒဏ်ရာရပါတယ်ကျန်တဲ့သူတွေကတော့ဒဏ်ရာနှိမ့်ငယ်ပဲရတာမို့မနှက်ဖြန်အလုပ်ဆင်းဖို့ဘာမှမဖြစ်ပါဘူးလို့ပြောတယ်ကျွန်တော်တိတ်ဆိတ်သွားမိတယ်လူ62ယောက်ရလက်နဲ့ရှင်ရင်နဲတယ်လို့ထင်ရပေမဲ့သူတို့ကလူသားတွေလေသူတို့ကငါရဲ့ထမင်းအိုးကိုကာကွယ်ရင်းတည်သွားကြတာပဲကြာဆုံးသွားတဲ့ညီကိုတွေကိုဂုံပြူပြီးတကြိုပေးရမယ်လို့ကျွန်တော်တက်ပြင်းချရင်အတန်တိုးတိုးနဲ့ပြောလိုက်တယ်မိသားစုတွေ
ထားလိုက်ပါတော့သူတို့မှမိသားစုလည်းမရှိကြတော့ဘူးသူတို့ကိုကောင်းမွန်တဲ့နေရာမှာမြုပ်နှံပေးလိုက်ပါနင့်နာကြီးအနေနဲ့ကတော့သူတို့ကိုပင်စင်ကြီးတွေပေးချင်ပေမဲ့ကိုအိတ်ကက်ကိုပြန်ဆန်းကြည့်တော့မှလူကပြပုံထက်တောင်ပိုစင်ကျင်နေသေးတယ်ရွှေဖန်းခရိုင်ရဲ့ဗန္နာရေးကအလုပ်ပြနေတာလေကျွန်တော်ဘာပေးနိုင်မှာလဲဝန်ကန်ရှင်းကကျွန်တော်စိတ်ကိုဖက်မိတယ်လို့မျိုးနဲ့ချက်ချင်းပဲအရှင်မစိုးရိမ်ပါနဲ့အရှင်အတွက်တေးရတာသူတို့အတွက်ဂုဏ်ယူစရာပါကျွန်တော်တို့ကအသက်ကိုပဓာနမထားတာကြာပါပြီဒါအပြင်သူကလေတံပြောင်းပြီးစိတ်လှုပ်ရှားစွာနဲ့အရှင်ကျွန်တော်တို့ချမ်းသာပြီဗျအဲ့ဒီဓာပြတွေစီကနေရွှေတွေငွေတွေအများကြီးသိသိရမိခဲ့တယ်လို့မြင်းတွေနဲ့လက်နက်တွေလည်းအများကြီးပဲကြာဆုံးသွားတဲ့ညီကိုတွေကိုခန်းခန်းနားနားတကြိုပေးဖို့လုံလောက်ပါတယ်လို့ပြောလိုက်တယ်ဒီလိုသတင်းကောင်းရှိတာလားကျွန်တော်မျက်လုံးတွေအယောင်တောက်သွားပြီးခုနကဝမ်းနေမှုတွေချက်ချင်းပျောက်သွားတော့တယ်ဟုတ်သားပဲချမ်းသာတဲ့သူကိုဓာပြတတ်ရမှာပေါ့ဒါကိုငါဘလို့မေ့သွားတာလဲလေပွေနဲ့ဓာပြစခန်းကဒီတောင်ပေါ်မှာအခြေချနေတာကြာပြီးကုန်တယ်ရီစီကလူရက်ထားတာတွေမနေဘူးပဲမြန်ရလာတဲ့ပစ္စည်းတွေကိုစည်ရင်လုပ်ပြီးငါစီယူလာခဲ့လို့ကျွန်တော်အားတက်တရောအော်လိုက်တဲ့ဝင်းလက်နေတဲ့ရွှေတွေကြောက်တံပဒများတွေနဲ့လက်နက်အကာအကွယ်တွေရုံးတော်ဝင်းနဲ့ရောက်လာတာကိုကြည့်ပြီးကျွန်တော်မျက်လုံးပြူးသွားတယ်ငါချမ်းသာပြီတကယ်ချမ်းသာပြီဒီစည်ရဲလာတဲ့ခရိုင်လေးအတွက်ပထမဆုံးသောရွှေအိုးကြီးပဲစိတ်ထဲမှာတွက်ချက်ကြည့်နေမိတယ်ဒီပတ်စံနဲ့ဆန်တွေဝယ်မယ်ရုံးတော်ကိုပြင်မယ်ဒီစစ်တီတွေအတွက်လက်နက်ကောင်းကောင်းဝယ်ပေးမယ်ပြီးတော့ငါအတွက်လည်းအဝတ်စားတစ်၄၅စုံလောက်ချုပ်ရမယ်အဲ့ဒီလိုပြောနေတော့မှပဲဝန်ကန်စင်းကထပ်ပြောပြန်တယ်အရှင်အခုလေပွေနဲ့ဓာပြစခန်းကိုဖျက်ဆီးပြီးပြီဆိုတော့ကျွန်တော်တို့ညီကို3000စလုံးအရှင်အတွက်အသက်ပေးဖို့အသင့်ပါဒါပေမဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့ခေါင်းဆောင်မရှိရင်နောက်တစ်ခါရန်သူလာတိုက်ရင်အင်အားအပြည့်သုံးနိုင်မှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့အဖွဲ့ကိုနာမည်တစ်ခုပေးသနာပြီးလေ့ကျင့်ပေးဖို့အဖွဲ့အစည်းတစ်ခုတည်ထောင်ပေးပါဦးနာမည်ပေးရမယ်အဖွဲ့အစည်းကျွန်တော်တဟားဟားရေးလိုက်မိတယ်ဒါတွေကတရားဝင်ဖြစ်လာတော့မှလားအောက်ကလူတွေရဲ့ယူသွနေတဲ့မျက်လုံးတွေကိုကြည့်ပြီးကျွန်တော်ရင်တွေတုံနေတယ်ငါကအေးအေးဆေးဆေးပြင်းပြင်းနေခြင်းနဲ့ခရိုင်ဝင်လေးပါစစ်တပ်ကြီးမတီထောင်ခြင်းပါဘူးဒါကိုမင်းဆိုးရစာတွေတည်သွားရင်ပုံကံမှုလို့သတ်မှတ်ကြမှာမဟုတ်လားမလောပါနဲ့အောင်မလောပါနဲ့လို့ကျွန်တော်လက်ကပြလိုက်တယ်ဒီနေ့လူတွေလည်းပင်ပန်းနေကြပြီးသွားလာပြီးစားကြတောက်ကြဦးဒီညအထူးညသာကျွေးမယ်ဘာကာကိုဘိုက်ကားအောင်စားကိုလာကိုလည်းဝအောင်တောက်ကြကွာ